ရုပ်ရည်တစ်ခုတည်းချောမောတဲ့သူကိုလူတွေသဘောကျတဲ့ခေတ်ကကုန်ဆုံးလာပါပြီ2020နောက်ပိုင်းမှာလူတစ်ယောက်ကလူတစ်ယောက်ကိုစိတ်ဝင်စားသဘောကျနှစ်သက်လာဘူးဆိုတာရုပ်ရည်တစ်ခုတည်းလှပနေုံနဲ့မဖြစ်နိုင်တော့ပါဘူးလူတွေကဘာကိုပိုပြီးစိတ်ဝင်စားလာကြလဲဆိုရင် intelligence နဲ့ attitude လို့ခေါ်တဲ့အပိုင်းတွေကိုပိုပြီးစိတ်ဝင်စားလာကြပါတယ်ရုပ်လာတာထက်ဉာဏ်ကောင်းတာကိုပိုပြီးသဘောကျလာကြပါတယ်စိတ်ကောင်းရှိတာကိုပိုပြီးသဘောကျလာကြပါတယ်physical beauty အပြင်ပိုင်းအလှပထက်အုံနောက်ဉာဏ်ရည်သွေးနဲ့နှလုံးသား heart တွေကိုလူတွေကပုံမြင်တက်လာကြတာဖြစ်ပါတယ် intelligence ဆိုတာကျောင်းစာတော်တာကိုပြောတာမဟုတ်ပါဘူးမိမိရဲ့ကိုယ်ပိုင်အရေးချင်းတစ်ခုစီတိုင်းမှာထူးချွန်ပြောင်မြောက်နေအောင်ကျွမ်းကျင်နေမယ်ဆိုရင်ဒီလူက intelligence ရှိရပါပဲ attitude ကတော့အကျင့်စရိုက်စိတ်နေသဘောထားစတာလေးနဲ့သက်ဆိုင်တာဖြစ်ပါတယ်ကျင်နာတတ်တဲ့ယူသားတဲ့စေတနာကောင်းတဲ့ကျေးဇူးတရားကိုတည်တတ်တဲ့မူလီတာပွားတတ်တဲ့အကောက်မြင်စိတ်ရှိရဲ့စတဲ့ကိုယ့်ရဲ့အတွင်းစိတ်တွေကကိုယ့်ရဲ့ attitude နဲ့သက်ဆိုင်နေပါတယ်ဒီနောက်ပိုင်းမှာလူတွေကကိုယ့်ရဲ့လက်တွဲပုံရွေးချယ်တဲ့အခါဖြစ်စေကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်ကိုရွေးချယ်တဲ့အခါဖြစ်စေကိုအားပေးတဲ့အမှုပညာရှင်ကိုရွေးချယ်တဲ့အခါမှာဖြစ်စေဆိုရင်တော့ intelligence နဲ့ attitude ကိုတွဲမြင်ပြီးရွေးချယ်လာကြတာဖြစ်ပါတယ်